ပတ်စဉ်စနေတင်နေကြအပင်လေးတင်ပေးလိုက်ပါတယ်ဒီတစ်ပတ်မှာပိတ်ရမရှိပါဘူးဒီတစ်ပတ်တစ်လလုံးပိတ်ရမရှိတော့ပါဘူးเนาะတစ်လပိုင်းရောနှစ်လပိုင်းရောပိတ်ရမရှိဘူးသုံးလပိုင်းညမှာပိတ်ရရှိမှာပါဒီဟာလေးကအလဲတူမူ14ရက်အတွင်းထွက်တာ9ရက်ပြီးသွားပါပြီနောက်ထပ်9ရက်အတွင်းထွက်ပါမယ်ဒီအပင်ကပြက်ပင်ခုထိလုံးဝမရှိသေးပါဘူးเนาะဒီအလဲတူမူလေးက212628ဒီအပင်ကပြက်ပင်မရှိသေးပါဘူးဒါလေးကင်တဲ့ပါတယ်9ရက်မွေးရမှာပါကိုယ့်ဟာကိုယ်ပတ်စံချိန်ပြီးမွေးပါเนาะဒီတစ်ပတ်ပြန်ကြလာပါမယ်ပြန်ကြတစ်ခွန်ကြပြီးရင်လည်းပြန်ကြခွန်ရှိကြပြီးရင်ပြန်ကြတောက်ကြတစ်နောက်ပိတ်ကြထားလို့လည်းပြန်ကြလာမယ်တောက်ကြမှာအလဲညိအကူဖြစ်ထားလို့လည်းပြန်ကြလာမှာဖြစ်တဲ့အတွက်ဒီတစ်ပတ်ပြန်ကြလာပါမယ်အဲ့ဒီပြန်ကြကတစ်ခွန်ကြပြီးရင်နောက်ကကနန်းကစပြီးမွေးတာပိုကောင်းပါတယ်တစ်ပတ်လုံးစာမွေးစရာမလိုပါဘူး4 2 3 5 9 5ခွန်8ဆိုတဲ့အဲ့ဒီအပင်လေးကစပြီးအခုနောက်ပိုင်းထွက်တဲ့ဟာတွေကိုလိုက်မွေးရမှာပါအဲ့ဒီဟာကပြန်ကြတပင်လာပါမယ်နော်ပြီးခဲ့တဲ့အပတ်ထဲက2ရက်ထွက်လို့မြူကနန်းကပြီးခဲ့တဲ့အပတ်ထဲက2 4ပါပြီးခဲ့တဲ့2ရက်မှာ2 4မထွက်ထားဘူးဒီတစ်ပတ်2 4ကမြူကနန်းဆိုတော့အခုဆဆချင်းထွက်တဲ့ရက်မှာကို2 4တစ်လုံးညှိနိုင်ပါတယ်နော်2 4မြူကနန်းကပြီးခဲ့တဲ့အပတ်က2ရက်ထွက်ထားတဲ့အတွက်ဒီတစ်ပတ်3ရက်အတွင်းမှာဒီ2 4က2ကြိမ်နဲ့အထက်လာပါမယ်နော်ဟူးမကျော်ပင်လေးရှိပါတယ်ဟူးမကျော်ပင်လေးက3568အခွေပူးပါခွေလေးပါဒီပင်လေးကလည်းရှာတွေ့တွေကအခုထိမဖောက်သေးပါဘူး3568ပူးပါခွေပါနောက်ဟူးမကျော်ပရိတ်3ညပရိတ်5ပရိတ်တစ်ခုလာပါမယ်နော်အင်္ဂါမကျော်ကတော့9453ညပူးပါခွေလေးပါ9453ညပူးပါခွေရတော့သူကကနန်းအကြနဲ့ဟူးမကျော်အခွေရတော့အပတ်တိုင်းရတဲ့အပင်လေးပါနော်ဒီတစ်ပတ်ကတော့ဆွေရစကြိုင်မှာကတော့တောက်ကြနက်ခတ်ထွက်ထားတယ်96လို့ပြီးခဲ့တဲ့2ရက်ပထမရက်ကထွက်ထားတဲ့အပင်လေးပါနော်အဲ့ဒီအပင်လေးကတော့3ရက်အတွင်းထွက်တာများပါတယ်3ရက်ထက်ကျော်ပြီးတော့6ကြိမ်ထက်ကျော်ပြီး9ရက်အတွင်းမှာထွက်တာကလင်ဒါတကြောလုံး2020 6လပိုင်းနဲ့အခုချိန်ထိတစ်ကြိမ်ပဲကြာဘူးပါတယ်9ရက်အထိကိုနော်3ရက်အထိကိုကျန်တဲ့အချိန်တွေအကုန်လုံးက3ရက်အတွင်းဒီကနန်းလေးတွေကြာပါတယ်နော်အဲ့တော့ဆွေရပြီးခဲ့တဲ့အပတ်က2ရက်ထွက်ပြီးသွားပြီဖြစ်တဲ့အတွက်ဒီတစ်ပတ်တနင်္လာနေ့က3ရက်မြောက်နေ့လေးပါအဲ့တော့ဆွေရတော့ဒီအပင်လေးကင်ပါမယ်ဒီပင်လေးက3ရက်မကျော်ပါဘူးကလင်ဒါတစ်ခုလုံးမှာ6လပိုင်း2020ကစပြီးအခုထိတော့9ရက်မှာ9ရက်အထိကြာတာတစ်ကြိမ်တော့ရှိဘူးပါတယ်အဲ့တော့3ရက်အတွင်းကြာတာများတဲ့အတွက်ဆွေရတော့ဒီအပင်ကင်ပါမယ်နော်1626 1ခွန်20 23 25 50 53 5683ဆိုတဲ့အပင်လေးကိုဆွေကင်ပါမယ်အဲ့တော့လက်တွက်ဆိုင်လေးရတော့တနင်္လာမှာမနက်ကောညရော6-9ချိန်ကိုကြိုက်ပါတယ်မနက်လည်း6-9ချိန်ကြိုက်တယ်လို့မနက်ထွက်ပြီးရင်လည်းညနေကို6-9ချိန်ထပ်ကြိုက်ပါတယ်အဲ့ဒီအတွက်6-9ချိန်ပါတာလေးတွေကိုပို့ထိုးပါမယ်နော်